မင်္ဂလာပါခင်ဗျာထိုင်းနိုင်ငံမှာစောင်းလို့ဤလူငန်ခွင်မတော်တဆမှုတွေဆက်တိုက်ဆိုသလိုဖြစ်ပွားနေပြီးအခုရပ်ပိုင်းအတွင်မှာပင်လူအများပြားအသက်ဆုံးရှုံးခဲ့ရတဲ့ဝမ်းနည်းစရာဖြစ်ရဆိုးတွေနဲ့ပတ်သက်လို့နောက်ဆုံးရအခြေအနေတွေကိုတင်ဆက်ပေးချင်ပါတယ်လွန်ခဲ့တဲ့ရပ်ပိုင်း2016ခုနှစ်ဇန်နဝါရီလ14ရက်နေ့တုန်းကထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းနခွန်ရာယာစီမာခီယိုင်တိခီယူမြို့နယ်မှာခရီးတဲ့တင်ယထာတစင်မောင်းနေစဉ်မှာပဲအပေါ်ကနေစောက်လူကြီးဂရင်းကြီးကခုပြူချခဲ့တာကြောင့်လူပေါင်း32ဦးသေဆုံးခဲ့ရပြီး64ဦးထပ်မံဒဏ်ရာရရှိခဲ့ပါတယ်။ဒီဝန်ထဲဆရာအဖြစ်ပြမပြီးတည်ခင်မှာပဲနောက်ပိတ်ရဖြစ်တဲ့ဇန်နဝါရီ15ရက်နေ့မှာစမွတ်ဆာခွန်ပြည်နယ်ရမာနင့်လမ်းမပေါ်မှာစောက်လူရဲ့ဂရင်းတခုထပ်မံပြူချခဲ့လို့ကားတွေကိုပြမိပြီးလူ2ဦးထပ်မံသေဆုံးခဲ့ရပြန်ပါတယ်။ဒီကနေ့ဇန်နဝါရီလ16ရက်နေ့မှာတော့နခွန်ရိုင်ယာစီမာခရိုင်အုပ်ချုပ်ရေးမှူးကရထားမတော်တဆမှုကြောင့်သေဆုံးခဲ့ရသူ32ဦးအတွက်နှစ်နာကြေးမွေတွေကိုအတီးပြုပေးလိုက်ပြီးဖြစ်ပါတယ်။သေဆုံးသူ2ဦးလင်စုစုပေါင်းဘတ်1.69တန်းစီရရှိမှာဖြစ်ပါတယ်။ဒီပမာဏကိုဘယ်ကနေရရှိမလဲဆိုရင်တော့ထိုင်းနိုင်ငံတော်ရထားပို့ဆောင်ရေး SRD ကနေဘတ်တန်းအာမခန်ကုမ္ပဏီကနေ3သိန်းစီတောင်အစိုးရရဲ့ရာဇဝတ်မှုရထိုက်တာနှစ်နာချေခုဥပဒေအရာ2သိန်းနဲ့ကန်ထရီဒါကုမ္ပဏီဖြစ်တဲ့ Atlian Thai ဘက်ကသိန်းတစ်ခွဲလော်ချေပေးအပ်သွားမှာပါဒဏ်ရာရရှိသူတွေကကနာဦးအဖေဘတ်9000စီထောက်ပံ့သွားမယ်လို့သိရပါတယ်ဘွေးစကြီးကညာဒီဖြစ်ရတင်မှာတတိထားမိစရာအချက်တစ်ခုကတော့ဆောက်လို့ဤကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Atlian Thai Development IDD ရဲ့ပါဝင်ပတ်သက်မှုပါပဲအခုတော့ရထားပေါ် green ပြူချခဲ့တဲ့လုပ်ငန်းခွင်ဟာ IDD ကုမ္ပဏီတာဝန်ယူထားတာဖြစ်တယ်လို့ပြီးခဲ့တဲ့2025ခုနှစ်မက်စလာအတွင်းလူ56ဦးသေဆုံးခဲ့ရတဲ့ဘန်ကောက်က State Audit Office အဆောက်အဦပြိုကျမှုနဲ့လူ9ဦးသေဆုံးခဲ့တဲ့ Rama Credit စီမံကိန်းပြိုကျမှုတွေမှာလည်း IDD ကုမ္ပဏီပါဝင်ပတ်သက်နေပါတယ်။ SAO အဆောက်အဦပြိုကျမှုနဲ့ပတ်သက်လို့ IDD ဥက္ကဋ္ဌနဲ့အတန်တရားရှိသူ22ဦးကိုပြီးခဲ့တဲ့2025 August လတုန်းကတရားစွဲဆိုထားပြီးမဲ့လက်ရှိအချိန်ထိတော့ဆွဲချက်တွေကိုညှင်းဆိုထားဆဲပါတယ်။ပြည်သူကြီးခင်ဗျာထိုင်းနိုင်ငံမှာမကြသေးမီနှစ်တွေအတွင်းဆောက်လုပ်ရေးမတော်တဆမှုတွေခက်စိတ်ဖြစ်ပွားထပါတယ်2024ခုနှစ်အတွင်းမှာတင်ရေယောင်ပြည်နယ်တမနိုဆက်ကျောင်းဂရင်းဖြိုချလို့လူ9ဦးသေဆုံးခဲ့တာနဲ့စမတ်စာခုံအမြန်လမ်းမကြီးလုပ်ငန်းခွင်မှာမြန်မာလူသား4ဦးအပါအဝင်လူ6ဦးသေဆုံးခဲ့ရတဲ့ဖြစ်ရတွေရှိခဲ့ပါတယ်အခုနောက်ဆုံးဖြစ်ရတွေကတော့ထိုင်းနိုင်ငံရဲ့ဆောက်လုပ်ရေးဘေးကန်းလုံခြုံရေးစံချီညွှန်းကျွေအပေါ်မင်းကုန်းထုတ်စီရဖြစ်လာနေပါကြောင်းတင်ဆက်ပေးလိုက်ပါရခင်ဗျာ